ကျော်ကြီးကဒီနေ့ပိုင်းမှာတော့ရေဆန်းကိုစာတင်တော်တော်ပဲဖြစ်ပါတယ်မော်ဆန်းကိုပြထုတ်လိုက်တဲ့အချိန်မှာရေဆန်းကအကြီးလုံးလာကြောင်သူ့မှာမေးပါလဲသွားပါပြီမနေ့ကကုံရတဲ့ချင်းကိုရရှိသွားပါတယ်သူနောက်နေ့မှာရေဆန်းကိုစပီလေးချင်းနေခဲ့ပါတယ်ပြီးတော့သူကလည်းရေဆန်းကိုပါမရတဲ့တာကြောင့်အဝေးပြမော်ကိုလေးချင်းဖို့ဆွဲဆွဲခဲ့ပါတယ်သူအဝေးပြမော်ကိုလေးချင်းတဲ့အချိန်မှာပဲသူ့ဖေကတော့အပြင်မှာစကြည်ပဲလေးဖြစ်နေပြီကမ္ဘာလေးတကာကဝမ်းကြီးနေတဲ့အချိန်ဖြစ်ပါတယ်သူ့ဖေကတော့အမလေးချင်းတဲ့အချိန်အရင်ဆူညံကြတော့ကြီးလိုက်တဲ့အချိန်မှာကျော်ကြီးကတော့အဝေးပြမော်ကိုကြွချင်သွားပြဖြစ်ပါတယ်ကျော်ကြီးကတော့ဆောင်းရင်ပြုံနေခဲ့ပြီးစလေးချင်းနေခဲ့ပါတယ်ဆောင်းရင်ကိုပြောခဲ့ပါတယ်ကျော်ကြီးတယောက်ကနောက်နေ့မှာတော့စပန်ဆာကနေဆောင်းကိုလိုက်ဖက်ပြီးလေးချင်းနေပါစီယွန်ဆောင်းကိုတွေးပြီးနောက်ပိုင်းသူအဝေးပြမော်ကိုရေလုံးကြီးနဲ့လှုပ်ပြီးပြင်နိုင်သွားခဲ့ပါတယ်အဝေးပြမော်ရဲ့ဆွမ်းအားကြောင့်သူ့အင်ကြီးလည်းဗီဒီမော်ကြီးပဲကျုပ်ပြီးအကုန်လုံးကြီးဟောင်းလုံးကြီးဖြစ်သွားတာကြောင့်သူ့ဖေကလည်းအောင်းနေခဲ့ပါတယ်သူ့မရတော့သူသားလေးကိုစပန်ဆာတော့ရဲဆိုပြီးပီတီပြက်ကပြောနေခဲ့ပါတယ်ဒါမင်းသူမရတော့သူသားလေးကိုမော်ချောင်းထားမယ်ဆိုပြီးကောက်ခုံနေပါတယ်သူသားကတော့မော်ချောင်းဆိုတာဘာမှမသိလို့သူမရတော့စဉ်းပြနေခဲ့ပါတယ်အဲ့ချိန်မှာပဲရှီကမလေးကရောက်လာပြီးသူ့ကိုလာဟောပါတယ်သူမရလည်းလိုက်သွားခဲ့ပါတယ်အဲ့ချိန်မှာပဲကျော်ကြီးကိုမော်ဆန်းလေးချင်းပေးဖို့အတွက်ကျော်ကြီးရဲ့ဆီယမလေးကရောက်လာခဲ့ပါတယ်သူဖေနဲ့သူမရတော့ဆီယမလေးကိုကြည့်ပြီးအောင်းနေခဲ့ပါတယ်ကျော်ကြီးကတော့လူမပြောကြီးနဲ့ဆီယမလေးကိုကြည့်ပြီးကြည့်နေခဲ့ပါတယ်ကျော်ကြီးရဲ့ထုံးစံတိုင်းပဲပေါ့ဗျာပြီးတော့သူဆီယမလေးကိုအသေးလေးဆိုပြီးခေါ်ဆားတာတဲ့သူဖေနဲ့သူမရလည်းပီတီဖြစ်နေပါတယ်